ဆရာတို့အားစင်နောက်တစ်မျိုးနောက် test တစ်မျိုးကြည့်အောင်နောက် test တစ်မျိုးကရှင်းရှင်းလေးပဲမင်းတို့တစ်ခါတည်းသိပြီးသား tense ဖြစ်ပါတယ်အဲ့ဒါပါတော့ future F U T U R E future tense အဲ့တော့ simple ထည့်ခြင်းလည်းရ simple future လို့ထည့်ခြင်းလည်းရနော် simple ဆိုတဲ့ဒီပဲကရိုးရိုးလို့ဘာလို့ဘာသာပြန်တာသိအဆင်မပြေအဲ့တော့ simple future future လို့ပြောပြီးဆိုရင်ဘာနဲ့တွဲရမလဲ when เวปลาเปล่า where နဲ့ but one နဲ့တွဲအောင်နော်ဒါက B မို့လို့ well နဲ့ but one နဲ့တွဲမယ် B မို့လို့နောက်က but one B ရဲ့ but one ကဘယ်ကောင်းလဲ ตรงสิ B ရဲ့ but one ကပါတယ် B ရဲ့ but one ကပါ येပုံမှာပြီးပဲပြီးပဲပုံမှာပြီးပဲပြီးပဲနေ အေးလေ B ပဲလေ B ကိရိယာပုံသဏ္ဍာန်များအဲ့လိုမျိုးထူးထူးခြားခြားတွေမေးလိုက်ရင်မဖြေနိုင်တော့ထူးထူးခြားခြားတွေအဲ့တော့ B ကိရိယာပုံသဏ္ဍာန်များအခုပြောနေတာတွေဟာဘာရဲ့တော့ ပြီးကရိယာပုံတတ်တယ် ပုံသဏ္ဍာန်များပုံသဏ္ဍာန်များလို့ပဲပုံစံများလို့ပဲရေးလိုက်မယ်ရှုပ်နေမှာဆိုတော့အဲ့တော့ B ကိရိယာပုံစံနေဆိုလို့ရှိရင်အဲ့တော့ဒါကအင်္ဂလိပ်လို verb form လို့ခေါ်တဲ့ဟာတွေပေါ့အဲ့တော့အဲ့ဒီဟာတွေဘာတွေ verb form တွေခေါ်လို့ချင်း verb form လို့ခေါ်လိုက်ပြီးရင်ဒီခါလေးကြောက်သွားတယ်အဲ့လိုလည်းမခေါ်တော့အဲ့တော့အခုဒီနေ့ညသိရမှာဒီ tense ၄မျိုးနဲ့သူ့ရဲ့ form သိရမယ်တော်ပြီဒါပဲအဲ့တော့ B ရဲ့ verb 1က B ပြီပဲ ပြီးပဲဟုတ် B ပြီပဲเนาะအဲ့တော့တခုသိထားမှာဆရာတို့ငယ်ငယ်ကလေးကသိပြီးသားတွေပါ where is တွေပါသုံးလို့ရ ရပါ where was တွေပါရဘူးနော် ညာ မရတဲ့မရှိတဲ့ verb form တွေကိုကိုကကုံလျှောက်မလုပ်နဲ့နော် ဟုတ် ကဲဟုတ်ပြီအဲ့နောက်ထပ်ဘာပြောချင်တာလဲဆိုတော့ဒီ tense ၄မျိုးကိုသိပြီလားနာမည်နဲ့စကားလုံးနဲ့တွဲခေါ်တတ်ပြီလား တွဲခေါ်ရပါလိမ့်ဆရာ တွဲခေါ်တတ်ပြီနောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကဘာလဲဆိုတော့ simple present tense ရဲ့အသုံးပြုပုံတွေကြည့်အောင်အသုံးပြုပုံလို့ပြောလို့ရှိရင်တစ်သက်နဲ့တကူတစ်ခါတစ်သက်မှာကိုတစ်ခါမှကိုအသုံးပြုပုံကိုမသိဘူးလားဆရာရဲ့ဟုတ်တယ်အသုံးတွေကိုဆရာတို့မသိခဲ့ကြရဘူးငယ်ငယ်ကလေးကပြဿနာအဲ့တော့ simple present tense ကိုဘယ်နှမျိုးသုံးနိုင်လဲ 3မျိုး 3 3မျိုးသုံးနိုင်တယ်နော် simple present tense ကို3မျိုးသုံးနိုင်တယ်အဲ့ဒါသိထားရမှာဖြစ်ပါတယ်ပထမတစ်မျိုးက simple present tense ကိုဘယ်လိုကိစ္စတွေကြာရင်ဒီ tense ကိုသုံးပြီးပြောရမလဲ လက်ရှိဖြစ်တဲ့ လက်ရှိကိစ္စအမြဲမှ လက် န် ရှိ နဲ့အမှ ဖြစ် န်တ တဲ့ ယ် ကိစ္စပေါ့ကျမသည်နော်ကျမသည်ဥပဒေဘွဲရတူဖြစ်သည်ဆိုတဲ့ဝါကျရေးတဲ့အခါမှာဘယ် tense ကိုသုံးရမလဲ am is are ကိုသုံးရမယ်နော် တော့ အေးကျမသည်2000မင်းတို့ဆိုလို့ရှိရင်ခု2026 2020နဲ့ပြန်ဆုပ်လိုက်မယ်2018လောက်ပေါ့ကျမသည်2018ခုနှစ်ကနော်ထက်တန်းကျောင်းသူတူဖြစ်ခဲ့သည်အဲ့ဒီဝါကြဆိုရင်ဘာ tense သုံးပြီးပြောရမလဲ past tense past tense သုံးပြောရအောင်အခုကျောင်းသူထက်တန်းကျောင်းသူဖြစ်သေးလား မဖြစ်တော့ပါဘူး ဒီလိုကိစ္စမျိုးကိုပြန်စဉ်းစားကြည့်ဘာ tense သုံးတယ်လဲနော်အဲ့တော့အသုံး3ခု simple present tense ကိုအသုံး3ခုပြန်ပြောမယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1ကပြစ္ဆုတ်ပံမှာလက်ရှိမှာဖြစ်တဲ့ကိစ္စနော်အဲ့တော့ဒီလိုလေးပြောရင်ရှင်းမယ်ထင်တယ်လက်ရှိမှာဖြစ်တဲ့ကိစ္စ
ပြောတဲ့အခါအဲ့တော့ဒုတိယကပါလဲဒုတိယကကျတော့ဘယ်လိုဟာမျိုးမှသုံးရမလဲအမြဲတမ်းမှန်တဲ့ကိစ္စဒုတိယပါရဲ့တော့ အမြဲတမ်း အမြဲတမ်းမှန်တယ် အမြဲတမ်းမှန် အမြဲတမ်းမှန်တဲ့ကိစ္စဆိုတော့ဘယ်လိုဟာမျိုးတော့ နေရရှေ့ရခါတော့ အေးနေသည်ရှေ့ရက်ကထွက်သည်မီးသည်ပူသည်ဟုတ်လားဒီလိုကိစ္စမျိုးပြောတဲ့အခါမှာရေသည်မြင့်ရာကနေနေရာကိုစီးသည်ဒီလိုကိစ္စတွေပြောတဲ့အခါမှာဘာ tense ကိုသုံးပြီးတော့ပြောရမလဲ simple present simple present tense နော် simple present tense ကိုသုံးပြီးပြောရမယ်နောက်တစ်ခုကအဲ့တော့ဆရာတို့ဒုတိယအချက်မှတ်လိုက်မယ်ဘာလဲတော့ဒုတိယအချက်ကဘာလဲတော့ အမြဲတမ်းမှန်တယ် အမြဲတမ်းမှန်တဲ့ကိစ္စ ဖော်ပြတဲ့အခါအမြဲတမ်းမှန်တဲ့ကိစ္စဒါကပြန်ဖတ်တဲ့သူကနားလည်ကြမှာလဲမင်းတို့ကတော့တည်ပြီးသားဖြစ်ပါတယ်ဥပဒေနဲ့ဥပမာနဲ့တွဲပြောထားတာဖြစ်တယ်အမြဲတမ်းမှန်တဲ့ကိစ္စအင်္ဂလိပ်လိုက general truth လို့ခေါ်တယ်ဘယ်လိုခေါ်လဲ general truth နော် general truth အမြဲတမ်းမှန်တဲ့ကိစ္စလို့ပြောတာ general truth ကိုပြောတာဖြစ်တယ်အဲ့တော့အင်္ဂလိပ်လိုတွေရောတွဲပြောလိုက်မယ် GENER general GENER general TRUTH truth general truth ကိုပေါ်ပြတဲ့အခါမှာဒီ tense ကိုသုံးပါမယ်ဒါက be မို့လို့ MSR ကျန်တဲ့ verb တွေသုံးတဲ့အခါကျရင်လည်းပဲအသုံးတွေအတူတူပဲနော်ဒီ verb form သာကွာပါမှာကဲဟုတ်ပြီနောက်တစ်ခုပြောကြည့်အောင် တတိယအသုံးကပါရဲ့တော့ habit habitual action လို့ခေါ်တယ် habit အလေ့အထကိုဖော်ပြတဲ့အခါအလေ့အထကိုကျမဒီမနက်6နာရီမှာအိပ်ရထား9နာရီမှာယုံသွားသည်နော်ကျမတို့ရဲ့နော်တထေးဟာအချိန်မှန်သည်ဒီလိုမျိုးကိစ္စမျိုးတွေပြောတဲ့အခါမှာအဲ့တော့အလေ့အထကိုဖော်ပြတဲ့အခါအလေ့အထကိုဖော်ပြတဲ့အခါအဲ့တော့ tense တွေရဲ့အသုံးနှုန်းလို့ခေါ်တယ်အခုပြောပြခဲ့တဲ့ခုဆရာရှင်းပြခဲ့တဲ့ဒီမြန်မာလိုရှင်းပြထားတဲ့အကြောင်းအရာတွေကိုအင်္ဂလိပ်လိုက usage of tense လို့ tenses လို့ခေါ်တယ် tense ကိုအသုံးပြုတဲ့နည်းလမ်းပေါ့နော်ဆရာတို့ကအဲ့ဒါကိုငယ်ငယ်ကလေးကမသင်ခဲ့ကြရဘူးလို့ဆရာကတော့ထင်တာပဲမင်းတို့တော့သင်ရခဲ့ရလား tense ရဲ့အသုံးပြုပုံ usage of tense ကိုသင်ခဲ့ရလားသင်ခဲ့ရတဲ့သူရှိလား that usage of tense ရှိတော့ရှိ ပါတယ်သမီးစုသစ္စာသင်ရဟုတ်လားဘယ်တန်းလောက်မှသမီးသင်ရမှတ်မိ မမီ မှတ်မိတော့နော်အဲ့တော့အတိတ်ကအဖြစ်အပျက်ကိုပေါ်ပြတဲ့အခါသုံးပါဒါကဒီ past tense ကရှင်းတယ်အလွန်တရာမှရှင်းတယ်သူကတစ်မျိုးပဲရှိတာသုံးပါ was where သည်လုံးဝ complete ဖြစ်သွားတဲ့အတိတ်လို့ပြောလို့ရှိရင်တခါလေကျတော့အယူဆလွဲတတ်တယ်လွန်ခဲ့တဲ့9မိနစ်ကလည်းပဲပါပဲနော်အတိတ်ပဲနော်လွန်ခဲ့တဲ့တနာရီကလည်းအတိတ်ပဲနော်အဲ့ဒါကိုလည်းသဘောပေါက်ဖို့လိုတယ်အတိတ်လို့ပြောလို့ချင်းလွန်ခဲ့တဲ့10နှစ်15နှစ်နဲ့နှစ်ပေါင်း100တွေထင်နေဦးမယ်နော်အဲ့တော့ဆယ်တို့ကဘာနဲ့ပြန်စဉ်းစားရလဲဆိုတော့ပြီးသွားတဲ့ကိစ္စလို့ပြောချင်လဲရgrammar ဆရာစာအုပ်တွေမျိုးကတော့အမျိုးမျိုးပုံပြကြတာပေါ့တိတ်ကအဲ့တော့အင်္ဂလိပ်လိုလေးတွဲမှတ်ခြင်းမှတ်တခါတလေကျတော့အင်္ဂလိပ်လိုတွဲမှတ်တာပိုးစင်ပြီး complete ဖြစ်သွားတာ complete ဆိုတာဘာလို့လဲပြီးသွားတာကို complete ဖြစ်သွားနော် complete ဖြစ်တဲ့အဖြစ်အပျက်ကိုဖော်ပြတဲ့အခါဒီ tense ကိုသုံးရဖြစ်တယ်ကျမအဖေသည်နော်ရဲရာရှိတူဦးဖြစ်ခဲ့သည်ဘယ်လိုရေးရမလဲ My father was a My father was What? a police police officer အဲ့ဒီဝါကြကိုဖတ်ရတဲ့သူမှာဘယ်လိုခံစားချက်ရမလဲ
ဘလို့လက်တိတ်ပဲပြောရမယ်အဖေကခုချိန်မှာ အဖေကခုချိန်မှာမဟုတ်တော့ဘူး မဟုတ်တော့ ဒေရှာကြီးမဟုတ်တော့ ရဲအရာကြီးမဟုတ်တော့ဘူးပင်စင်ယူထားတယ်ဆိုတဲ့သဘောအဖေဟာလွန်ခဲ့တဲ့2 နှစ်ကရဲရရှိတူဖြစ်ခဲ့သည်ဘလို့ရေးမလဲ my My father father was was a a police officer last 2 years ago 2 years last ကခုချိန်ကြီးကြားနေရတယ်နော် last ကိုခုချိန်ကြီးကြားနေရတယ်2 years ago ago နဲ့ပြောရမယ်နော်လွန်ခဲ့သော2 နှစ်ကဆိုဘယ်လိုပြောမလဲ2 years 2 ago years ago လွန်ခဲ့သော3 မိနစ်က 3 minutes ago 3 minutes Minutes ago ago, လွန်ခဲ့သော6 လက 6 months ago 6 months ago, အေး6 months 6 ago months 6 ago, months ago လွန်ခဲ့သော10 နှစ်က 10 years 10 ago years years ago လွန်ခဲ့သောနှစ်ပေါင်းများစွာက many years ago Many many years years ago ရှေးရှေးတုန်းက long time long ago ago, long 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 ago. ago ဟာ long long ago ငယ်တော့ပုံပြလို့ချင်းအဲ့ဒီစကားလုံးလေးပါတယ် long long ago နော်အဲ့တော့ ago တစ်လုံးကိုတီးပြီဆိုလို့ချင်းကြံတဲ့ဟာတွေပွားယူလို့ရတာပေါ့အဲ့တော့လွန်ခဲ့တဲ့ဘယ်နှစ်နာရီကဘယ်နှစ်မိနစ်ကဘယ်နှစ်နှစ်ကဘယ်နှစ်လကဆိုတာတွေပြောတတ်ပြီလား ပြောတော့ ပြောတတ်ပြီ Abini, သူက less နဲ့တော့မတူဘူး less နဲ့ကျတော့ဘယ်လိုပြောတာလဲလွန်ခဲ့တဲ့ရက်ကလို့ပြောရင်ဘယ်လိုပြောမလဲ let's do ST, last day ဆိုတာရှိလောက်လား Chi, last day လို့အင်္ဂလိပ်စာမှာရှိလား မရှိဘူး မရှိတော့ Chi, Lap, ဟမ် now ဟမ် previous last night lowest, ဟမ် previous to following last night day lowest, after လွန်ခဲ့တဲ့နှစ်ကဆိုရင်ပြီးခဲ့တဲ့နှစ်ကလွန်ခဲ့တဲ့နှစ်ကဆိုဘယ်လိုပြောမလဲလွန်ခဲ့တဲ့နှစ်ကပြီးခဲ့တဲ့နှစ်ကလို့ပြောမယ်ကွယ် last year, last year last year previous လွန်ခဲ့တဲ့နှစ်ကဆို1 year ago မှာပါဆရာ အဲ့ဒါလွန်ခဲ့တဲ့တစ်နှစ်က လွန်ခဲ့တဲ့နှစ်က I mean is ဒီနှစ်က2026ငါဆရာကဘာလို့ဆိုလို့ကျင်တယ်လဲဆိုတော့ I want to mean that 2025 2025ကိုဆိုလို့ကျင်တာလွန်ခဲ့တဲ့နှစ်ကငါစင်ကာပူမှာရှိခဲ့တာကွယ်ပြီးခဲ့တဲ့2025 last Last year year last year, last year လို့ပြောတာဟုတ်တယ်လား last year လွန်ခဲ့တဲ့လကဆိုရင် last last month last month လို့ပြောရင်ဘယ်လကိုပြောတာတော့ ပြီးခဲ့တဲ့လ ပြီးခဲ့တဲ့ ဒီဘောခုက March လဆိုရင် February ကိုဆိုလို့ February, အဲ့တော့ last နဲ့အကူနဲ့ကအကွာကြီးဘာမှမဆိုင်အဲ့ဒါကိုသွားမရောနဲ့အဲ့နှလုံးခုချိန်ကစပြီးတော့ကိုကိုပြပြသုံးတက်အောင်လုပ်ပါနောက်တစ်ခုအဲ့ဒါဆိုရင်လွန်ခဲ့တဲ့ရက်ကဆိုရင်ရော yesterday, yesterday ဆရာမျက်စိလေးအောင်တော့ yesterday, နော် yesterday မှန်တကယ် yesterday သူကတစ်လုံးနဲ့တီးတန့်ရှိပြီးသား yesterday နော် yesterday အဲ့ဒါကိုမျက်စိလဲပြီးတော့ကြော်ခွနေတာနော် last day တွေပါလောက်တာပေါ့အဲ့လိုမျိုးဖြစ်တယ်တခါတလေကြတယ်အဲ့တော့မနေ့လွန်ခဲ့တဲ့ရက်ကလို့ပြောရင်တော့ yesterday ရှိပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကဆိုရင်တော့ last week ရှိပါတယ်လွန်ခဲ့တဲ့လကဆိုရင်တော့ last month ရှိပါတယ်လွန်ခဲ့တဲ့နှစ်ကဆိုရင် last year ရှိပါတယ်နော်အဲ့တော့ last နဲ့အကိုနဲ့တူလားမတူဘူး less ကိုပြောသုံးပြီးတော့ပြောခြင်းဟာကိုစားအသုံးပြုတဲ့သဘောဆန်တယ်နော်အဲ့တော့ less man လို့ပြောခြင်းဒီဘာလို့ဆိုလို့ခြင်းလဲ February ကိုဆိုလို့ခြင်းဖြစ်တယ်နော်အဲ့တော့ less man နော်ပြီးခဲ့တဲ့လကငါရန်ကုန်မှာရှိခဲ့တာ I was in Yangon ဒီလိုပြောတာပေါ့အဲ့တော့ past tense နဲ့တွဲပြောတာအဲ့ဒီနှလုံးသလုံးဟာဘာ tense နဲ့တွဲတာလဲ past tense past tense, past tense နဲ့တွဲတာနော် past tense နဲ့တွဲတာတည်ပြီးသားဖြစ်ပါကဲဟုတ်ပါပြီအဲ့တော့ခုဆိုလို့ချင်း tense ဘယ်နှမျိုးသားနားလည်သွားပြီလဲ Namiu, နှမျိုးကိုနာမည်လဲခေါ်တတ်ပြီ form လဲသိပြီသူတို့ရဲ့အသုံးကိုလည်းသိပြီဟုတ်ပြီနောက်တစ်ခုအဲ့တော့ present perfect ကအသုံးဘယ်နှမျိုးရှိတယ်လို့ပြောထားလဲဆရာ နှစ်မျိုး Namiu,
သုံးမျိုးရှိတယ်လို့ပြောတာနော်အဲ့ဒီအသုံးမျိုးကစောစောဟာနဲ့ရောမတော်နဲ့စောစောဟာဆိုတာဘဲကောက်မှာအပေါ်ကဒီသုံးမျိုးနဲ့ရောမတော်နဲ့နော်ကွာကြီးအကွာကြီး tense နာမည်လဲကိုအကွာကြီးအသုံးလဲအကွာကြီးနော်အဲ့တော့ပထမဦးဆုံး present perfect ဒီ have been ဆိုတဲ့ဟာကို have battery ဆိုတဲ့ပုံစံဒီ verb form ကိုတွေ့တဲ့အခါမှာဒါဘာ tense လဲ have been ကဘာ tense လဲ present perfect present Perfect perfect tense Perfect tense. ဟုတ်ပြီနော်အမစ္စာဘာ tense လဲ simple present present past ဝယ်ကဘာ tense လဲ Simple tense. simple past tense have been ကဘာ tense လဲ present Present perfect perfect Present tense. perfect tense. ဒီနေရာမှာ h okay ကင်မရာတွေဖွင့်တာဆရာတန်ကြားရအောင် ကြားပါတယ်ဆရာ okay အဲ့တော့ tense လေးမျိုး form သိပြီအသုံးသိပြီဟုတ်ပြီဒီနေ့ညတော့အပြည့်ရှင်းမှရမယ်ဒီ tense လေးမျိုးနဲ့ရောကောတောကောတွေနဲ့ရှေ့ဆက်သွားလို့မဖြစ်ဘူးနော်ဒီ tense လေးမျိုးကို digest ဖြစ်မှဖြစ်မယ်နားမလည်ဘူးဆိုရင်ဆရာနဲ့ပြန်မေးပါ present perfect tense ကသူ့ရဲ့ပုံစံက have battery ပါပဲအသုံးလေးကိုစပြောမယ်ဒီအခုပြောပြတဲ့အသုံးတွေဒီဘဝတသက်စာလုံးပဲเนาะကျန်တဲ့ verb တွေလာလိုက်ကျန်တဲ့ verb က3မျိုးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ have ရယ် do ရယ်3မျိုးတပြော2မျိုးပဲပြောရမှာနော် have နဲ့ do နဲ့အင်္ဂလိပ်စာမှာ verb က3လုံးနဲ့ပဲရှိတယ် verb ကဘယ်နှလုံးပဲရှိလဲ3လုံးနဲ့ပဲရှိတယ်ဒီ3လုံးနဲ့ကဒုက္ခပေးနေတာဒီ3လုံးကိုမသိဘူးအဲ့3လုံးကဘာတော့ဆိုတော့ be ရယ် have ရယ် do ရယ်အေးဒီ3လုံးနဲ့ပဲရှိတာအဲ့ဒီ3လုံးသိရင်ရပြီအင်္ဂလိပ်စာမှာအဲ့ဒီလောက်ဘာမှများများဆဆရှိတာမဟုတ်ဘူးသို့တော်လည်းပဲနည်းနည်းခွဲထုတ်တဲ့ခါကျတော့နည်းနည်းရှုပ်သွားတာပေါ့အခုတော့မှကြည့်ပါလားဆရာပြောတော့ tense က4မျိုးတည်းဆိုအခုတော့အသုံးတွေကအခုတော့မှနော်4မျိုးဖြစ်နေပြီခု3မျိုးထပ်ပြောအောင်မှစုစုပေါင်း9မျိုးဟာလည်းဆို10မျိုးရှိတာပေါ့အဲ့တော့ tense ကိုက4မျိုးလို့ပြောပေမဲ့အသုံးကတော့10မျိုးကွဲထွက်သွားတာပေါ့ဒီအခြေခံသဘောတရားကိုသိပြီဆိုလို့ချင်းရပြီအဲ့တော့အခြေခံခိုင်ဖို့ရလိုအပ်တယ်လို့ခဏပြောတာဆရာတွေကပြောကြတာဘာကြောင့်လဲဆိုတော့ तू က basic ကိုနားမလည်ဘူးဆိုရင်ရှေ့ဆက်သွားလို့ကိုမရတာအပေါင်းအနှုတ်အမြောက်စားမှမရဘူးဆိုရင်ကျန်တာတွေဆက်သွားလို့မရဘူးနော်အပေါင်းနဲ့အနှုတ်နဲ့အမြောက်စား အဲ့ဟိုဆေးဝါးတက်ထဲလိုက်လေ အတန်းနဲ့ဥမာနောက်ကကုန်းစင်း ဟုတ်ပြီပထမဦးဆုံးဒီ present perfect tense ရဲ့အသုံးကိုပြောမယ်အဲ့တော့ဒီ tense ကဘယ်လိုဟာမျိုးကိစ္စတွေကိုဖော်ပြတဲ့အခါတော့လဲ လက်ရှိအချိန်ဒီမပြီးသေးတဲ့ကိစ္စရဲ့ဒီ ဟုတ်တယ်အဲ့တော့အတိတ်ကစလုပ်လာတာစလုပ်တာလေ တိတ်ကစားလို့ အတိတ်ကစ Hello, Saloma. တိတ်ကစလုပ်တဲ့ဖြစ်ပျက်တစ်ခုတိတ်ကစတင်လုပ်တဲ့အဖြစ်အပျက်တစ်ခုလက်ရှိချိန်အထိမပြီးသေးတဲ့ကိစ္စကိုဖော်ပြတဲ့အခါမြန်မာစာမှာအဲ့ဒါရှိလားမြန်မာဘာသာစကားမှာအဲ့လိုမျိုးသုံးတဲ့ tense မျိုးတွေ့ဘူးလားမြန်မာမှာ tense ကဘယ်နှမျိုးပဲရှိတာ နှစ်မျိုး မြန်မာမှာကာလ tense ဆိုတာအင်္ဂလိပ်လိုက tense မြန်မာလိုကပါတော့ သုံးမျိုးပေါ့ မြန်မာစာမှာ It's okay. ဒီစကားတည့်ရနာခိုင်း
အေး အတိတ်ရဲ့ 3 မျိုး အဲ့ဒီပြစ္ဆုတ်ပန်အနာကဲ မြန်မာစာမှာ3 မျိုးတွေပဲရှိ သုံး တ မျိုးပဲ ယ် ရှိရ အင်္ဂလိပ်စာကျမှ12 မျိုးဖြစ်နေတာအဲ့ဒါဘာကြောင့်တော့နော်အင်္ဂလိပ်ကပို့ပြီးတော့မှအသေးစိတ်တယ်နော်အသေးစိတ်တယ်တိကျတယ်ဆိုတဲ့သဘောပေါ့ဘာမှတော့မဟုတ်ဘူးလူရှင်းအောင်လုပ်ထားတဲ့သဘောပေါ့အတိတ်ကစတင်လုပ်ခဲ့တဲ့အတိတ်ကစတင်လုပ်ခဲ့တဲ့ဖြစ်ပျက်တစ်ခုလက်ရှိချိန်ထိမပြီးသေးဘူးတဲ့ကိစ္စကိုဖော်ပြတဲ့ဒီ tense ဆိုခေါ်မယ်နော်အဲ့တော့ဆရာတို့စတင်တာဘယ်ချိန်ကစတင်လဲ 6 နာရီ 6 နာရီကစတင်တယ်ခု6 နာရီဒီအခုနဲ့နိုင်စာမယ်ဆိုဘာဖြစ်သွားပြီ ပြီး အတိတ်ဖြစ်သွားပြီ ဖြစ်သွားရင် အဲ့တော့အတိတ်ကနေတို့စတင်လိုက်တာအခုတော့ပြီးပြီလား မပြီးသေးဘူး မပြီးသေးဘူးမပြီးသေးတဲ့ကိစ္စမပြီးသေးဘူးဆိုတဲ့ဝိသေသလေးသူ့မှာပါနေတယ်အတိတ်ကလည်းစလုပ်တယ်ဆိုတဲ့ဝိသေသလေးလည်းပါတယ်ဝိသေသ2 ခုနဲ့ပြည့်စုံနေတယ်အဲ့ဒီလိုဟာမျိုးဆိုရင်ဘယ် tense ကိုသုံးအောင်လဲ present perfect tense present perfect ဘာ tense ကိုသုံးအောင်လဲ present perfect အဲ့တော့ we have learned English for 45 minutes ဘယ်နှစ်မိနစ်ကြာအောင်သင်ပြီးပြီလဲ 45 မိနစ် ဟုတ်တယ်နော်နာ45 မိနစ်ကြာသင်ပြီးပြီအဲ့လိုဟာမျိုးမြန်မာစာမှာမရှိဘူးနော်မြန်မာစာမှာမရှိဘူးမြန်မာမှာမရှိဘူးဟုတ်ပြီနောက်တစ်ခုကဒီ helpless being ကိုဘယ်ချိန်သုံးရမလဲနောက်တစ်ကိစ္စကဘယ်လိုကိစ္စတွေကြရင်ဒီပုံစံသုံးရမှာအောင်ပါလဲ ဖူးတယ်ဆိုတော့ အေးဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဝါကြတနေရာကိုရောက်ဖူးတယ်ပကံမှာနေဖူးတယ်စင်ကာပူမှာနေဖူးတယ်နော်တခုခုစားဖူးတယ်ငပလီမှာရောက်ဖူးတယ်ငပလီကိုနော်နေဖူးတယ်ဒီလိုမျိုးဖူးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောတဲ့အခါမှာဒီ tense ကိုပဲတောင်းရတယ် I have been in Singapore ငါစင်ကာပူမှာနေဖူးတယ်ဆိုဘယ်လိုပြောမလဲ I have been in Singapore I have been in Singapore I have been in Singapore ဘာလဲတော့စင်ကာပူမှာငါရှိဘူးတယ်ပေါ့တိုက်ရိုက်ပြန်ရင်တော့ရှိဘူးတယ်ပေါ့အဲ့ဒီကောင်းတဲ့အဓိပ္ပာယ်တူတဲ့ဝါကြတွေရှိတာပေါ့ငါစင်ကာပူမှာနေဘူးတယ် I have stayed in Singapore အဲ့ဒီလိုမျိုးပေါ့ stay နဲ့သုံးလို့ရတာပေါ့နော်ဒါကတော့နောက်ပိုင်းကျွမ်းကျင်သွားတဲ့အခါကျဘယ်ပုံစံနဲ့သုံးမလဲဆိုကိုယ်ကနေကိုရွေးချယ်ပြီးတော့သုံးတတ်သွားမှာအဲ့တော့တစ်ခုခုကိုလှုပ်ဖူးတယ်စားဖူးတယ်တစ်ခုခုကိုလှုပ်ဖူးတယ်စားဖူးတယ်သွားဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဝါကြအဖြစ်အပျက်များကိုဖော်ပြတဲ့အခါဖြစ်ပျက်များပေါ်ပြတဲ့အခါသုံးပါနော်ဒီ test တော့အဲ့တော့စောစောအပေါ်ကဒီ simple present tense အသုံးသုံးမျိုးနဲ့ရောသေးလား မရောပါ ရော ဘူး နော်ရောနော်ခုနကမရောသေးဘူးဆိုရင် okay တယ်အဆင်ပြေတယ်နော်မရောသေးဘူးဆိုရင်ခြေနေကောင်းတယ်ဆရာတို့ကငယ်ငယ်တည်းအဲ့လိုမျိုးတစ်ခါတည်းခွဲမထုတ်ခဲ့ဘူးပေါ့ဒီလိုလည်းပဲ compare လုပ်ပြီးတော့မှနှိုင်းယှဉ်ပြီးတော့မှ study မလုပ်ခဲ့တဲ့အခါမှာတကယ်လက်တွေ့ရေးကြမယ်ဟိဆိုရင်မှားပြီးတော့သုံးတတ်ကြတယ်ပေါ့နော်ဟုတ်ပါပြီနောက်တစ်ခုကကျတော့ဒီ helpless battery ကိုဘယ်လိုကိစ္စမျိုးဖော်ပြတဲ့အခါသုံးလဲပြီးသွားတာတော့မှန်တယ် ပြီး ပြီးသွားတာ လက် တော့ ရှိအချိန် ပြီးပြီဒါပေမဲ့လက်ရှိချိန်ထိသူ့ရဲ့ effect လေးရှိတယ်နော် impact လေးရှိတယ် connection ရှိနေတယ်အဲ့ဒါဥပမာပြောရရင်ဘယ်လိုဟာမျိုးတော့ငါခုလေးနဲ့ထမင်းစားပြီးတာ I have just not had my dinner နော်အခုလေးနဲ့ညနေစာစားပြီးတာ
အဲ့ဒီအခြေအနေမျိုးပြောကြည့်တဲ့အခါသူ့ရဲ့အဓိပ္ပာယ်ကိုပြန်စဉ်းစားကြည့်အဲ့တော့အဲ့ဒီဟာကို I had my dinner လို့ပြောတဲ့ past tense နဲ့ဘယ်လိုကြွားမလဲအဲ့တော့ had ဆိုတဲ့ past tense နဲ့ပြောလို့ရှိရင်ဒီမှာတော့ was နဲ့ပြောရမှာပေါ့နော်ခုက B နဲ့ပြောတာမဟုတ်လို့မင်းတို့နည်းနည်းရှုပ်ကောင်းရှုပ်လိုက်မယ်ပေးတဲ့ဥပမာကကျတော့အခြား verb တွေနဲ့ဖြစ်နေတယ်ကောင်းရှုပ်သွားတယ်နော်ကဲနောက်ကျမှအကျဉ်းတဝင်ပြောမယ်ခုလောလောဆယ်တော့အဲ့တော့မြန်မာလိုပဲဥပမာပေးပါမယ်အဲ့တော့ငါခုလေးတွေညနေစာစားပြီးတာလို့ပြောတဲ့ကိစ္စမျိုးမှာညနေစာစားထားတာခုလက်4000ခုမှတုတ်တာနော်ဘိုက်ထဲမှာလည်းပြည့်အစ်နေတဲ့အနေအထားမျိုးရှိတယ်ခုလေးတင်ပြီးတယ်ဒီပုံစံကိုသုံးတဲ့အခါမှာဖတ်ရတဲ့သူက have black battery ကိုသုံး I have black battery ကိုသုံးတယ်နောက်တော့ JUSD jazz လေးလည်းပါတယ်အဲ့တော့အမျိုးဖတ်လိုက်ခြင်းအပြင်နားလည်တဲ့သူကဘယ်လိုနားလည်ရမလဲသူခုလေးတွေမှစားပြီးတာပါလားဆိုတဲ့အဓိပ္ပာယ်ထွက်တယ်နော်ဒါဟာတော်တော်ကိုတိကျတဲ့ definite ဖြစ်တဲ့ language ပေါ့အင်္ဂလိပ်စာဟာတော်တော် definite ဖြစ်ပါတယ်တိကျတယ်သူ့ရဲ့ tense ကိုဖတ်လိုက်ခြင်းအပြင်ဖြစ်ပျက်တွေတစ်ခုနဲ့တစ်ခုကွဲထွက်သွားတယ်မတူဘူးနော် Okay သဘောပေါက်ရဲ့လားဟုတ်ပါတယ် လေးတင်ပြီးသွားတဲ့ကိစ္စကိုပေါ်ပြတဲ့အခါသုံးပါအဲ့တော့ငါအမကအစိုးရဝန်ထမ်းဖြစ်တာနော်ဘယ်နှလားရှိပြီနော်2လရှိပြီအဲ့တော့ငါအမကတရားသူကြီးဖြစ်တာ3လရှိပြီဆိုဘယ်လိုဘယ်ကောင်သုံးရင်ရအောင်ဒီထဲမှာဆို past present perfect tense tense နဲ့ရွေးမယ်ဘယ် tense ကိုသုံးမလဲ present perfect tense Perfect tense. present perfect tense သုံးမယ်အဲ့ဒီအသုံးထဲမှာဘယ်ကောင်ဖြစ်နိုင်မလဲပထမကောင်လားဒုတိယကောင်လားတတိယကောင် ပထမ Come on. အေးဘောပထမကောင်ဘောလွန်ခဲ့တဲ့3လအစဖြစ်တာအခုလည်းဖြစ်နေလို့ဖြစ်တယ်အဲ့တော့အချိန်ကာလ3လဆိုတာလေးကိုပေါ်ပြချင်တယ်နော်အဲ့တော့ဒီ B နဲ့ဟာတော်တော်များများဒီအသုံးနဲ့သိမတွေ့ရပါဘူးဒီပေါ်2မျိုးနဲ့ပဲ B နဲ့တွေ့ရတာများတယ်နော်သို့တော်လည်းပဲအခုပြောပြခဲ့တဲ့ tense usage များသည်အင်္ဂလိပ်စာမှာရှိသော verb တွေအားလုံးနဲ့ဆိုင်နေနော် B တစ်မျိုးတဲ့အတွက်ပြောနေခြင်းမဟုတ်ဘူးသို့တော်လည်းပဲ B နဲ့စပြောရမှာဖြစ်လို့ B ရဲ့ verb form ကိုပြောရင်းနဲ့ tense usage ကိုပြောခြင်းဖြစ်ပါတယ်ခုဆိုရင် tense ကဘယ်နှမျိုးတည်သွားပြီလဲ tense က3မျိုးတည်သွားပြီအသုံးကဘယ်နှမျိုးရှိသွားပြီလဲ 9 မျိုး 9မျိုးတောင်ရှိသွားပြီနော်ဟုတ်ပြီအဲ့ဆိုရင်နောက်ဆုံးတစ်ခုကတော့ရှင်းပါတယ်သူကရှုပ်ထွေးစရာမရှိဘူးအဲ့ဒါဘာလဲတော့ future ဖြစ်တယ်အဲ့ဒီ future ကပုံစံတည်ပြီးသားဝဲပြီးဖြစ်တယ်သူရဲ့အသုံးကတော့ဘာလဲတော့အနာဂတ်မှာဖြစ်လာမယ့်ကိစ္စရှိလာမယ့်ကိစ္စမျိုးလောက်လာမယ့်ကိစ္စမျိုးဖော်ပြတဲ့အခါပေါ့အနာဂတ်ကတော့ရှင်းပါတယ်ဘာလဲတော့ future ကတော့ပါတယ်ဘာလဲတော့အနာဂတ်မှာAnagamaဖြစ်လာတဲ့ကိစ္စ ဖြစ်မဲ့ကိစ္စပေါ့နာဂတ်မှာဖြစ်မဲ့ကိစ္စဖြစ်မဲ့ကိစ္စဆိုရင်ဖြစ်မဲ့ကိစ္စပေါ့ရှိမဲ့ကိစ္စဆိုရင်ရှိမဲ့ကိစ္စပေါ့လုံးမဲ့ကိစ္စဆိုရင်လုံးမဲ့ကိစ္စပေါ့အဲ့တော့ခုနကဆရာပြောတယ်အင်္ဂလိပ်စာမှာကရိယာဟာဘယ်နှလုံးပဲရှိတာလဲ3လုံး လုံးနဲ့ပဲရှိတယ်ပြောပါအောင်ကရိယာ3လုံးကဘယ်ဟာတွေရောအင်္ဂလိပ်မှာဘယ်ဟာတွေတော့ B ရ have ရ do ရ B ရဲ့ have ရ do ရ have your do your ဟမ် B ရဲ့ have ရဲ့ have ရ do ရ လုံးခုပဲရှိဒါမြန်မာနဲ့နှိုင်းယှဉ်ပြီးတော့မှစဉ်းစားကြည့်မယ်မြန်မာမှာကရိယာဘယ်နှလုံးရှိလဲ ရှိသည်ဖြစ်သည် ဖြစ်သည် ရှိတယ်ကိစ္စရှိတယ်ဖြစ်တယ်လုပ်တယ်တူတူပဲเนาะ လုပ်တယ်
တူလားမြန်မာနဲ့အင်္ဂလိပ်မှာတူလား တူပါတယ် တူပါတယ် တူတယ် အဲ့တော့အခြေခံကတော့ tense ၄မျိုးသိသွားပြီ B နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပုံစံ form သိသွားပြီအဲ့တော့အသုံးကတော့ tense 3လုံးကတော့ခုဘယ်နှမျိုးသိသွားပြီလဲ1 2 3 6 ရှစ်မျိုး မျိုးသိသွားပြီ ရှစ်မျိုး 10မျိုးသိသွားပြီဟုတ်ပြီဆရာနောက်တစ်ခုဘာပြောချင်သေးရလဲဆိုတော့ဥပမာဝါကြလေးတွေကိုပြောမယ်အဲ့လက်ရှိမှာဖြစ်တဲ့ကိစ္စမျိုးပြောတဲ့အခါမှာအဲ့လိုမျိုးဝါကြတစ်ကြောင်းသုံးကြည့်အောင်ဘာ tense ကိုသုံးပါလဲနော် simple present tense သုံးရမယ့်အလုံးက MSR အဲ့တော့ဥပမာဘယ်လိုဟာမျိုးဝါကြဖြစ်မလဲကျမသည်ဥပဒေပွဲရတဲ့ဥဖြစ်သည်ဆိုရင်ဗါတယ်ပြောရမလဲ I am a L lawyer long B LLB lawyer degree holder degree holder holder ပေါ့ degree holder ပေါ့အဲ့တော့စက်မိလို့ပြောအောင်မယ် LLB ကဘာလို့ L နှလုံးဖြစ်တာတော့ LLB လို့ဘာလို့ခေါ်တာလဲ LLB ရဲ့အရှေ့ကပြောပါအောင်သိတယ်သူ BSc ဆိုရင်အရှေ့ကပါတယ်တော့ Bachelor of Science Latin Bachelor of Science နိ BA ကြတော့ရောဟဲ့အသက်တန်ခဲမှစဉ်းစားနေတာ BA ကဘာတော့သိတဲ့သူပြောကြအောင်မိုက်တွေပိတ်မထားနဲ့ Bachelor Artist ဟဲ့ Bachelor of Art နော် Art ဆိုဝိဇ္ဇာပေါ့လူပညာပြောတာအဲ့တော့ Bachelor of Art ဝိဇ္ဇာဘွဲ့ပေါ့ Bachelor of BSc ဆိုတော့ Bachelor of Science သိပ္ပံဘွဲ့ပေါ့ဒါဒီနှစ်ခုကအခြေခံဘွဲ့ပဲအဲ့ဒီကနေပြီးတော့မှဆက်တယ်ဟောကိုအကြောင်းကိုပြောကြသူ LLB ကပါ bachelor oh lord Bachelor ဘာလို့နှလုံးဖြစ်တာလဲ Latin Latin လက်တင်ကနေ Latin ကနေလာ ဟုတ်လို့လား Latin လက်တင်ကနေဝေးလာတာ Latin Latin အေးတခါမှလည်းမစဉ်းစားဘူးငါဘာလုံးဖြစ်ကိုယ့်ဘွဲ့ကြီးကတော့ LLB ပဲဘာလို့နှလုံးဖြစ်နေမှမသိဘူးချက်ချက် ဖတ် ပို့ တော့ ပြီး ဖ ဆ တ် ရာ ပဲ ကြီး မှတ်မိတော့ အေးမမှတ်မိတော့ဘူးဘယ်လိုလုပ်ကြမလဲအဲ့တော့ LLB ရေးတဲ့အခါမှာသတိထားမယ်နှလုံးရဲ့ရှောက်မှာနောက်မှာ full stop ချတယ်နော်နောက် B ရဲ့နောက်မှာ full stop ချတယ်အဲ့တော့နှလုံးကြားမှာ full stop မပါဘူးဒါကိုကိုယ့်ဘွဲ့ကိုမှန်အောင်ရေးတိုင်အောင်ကြိုးစားမယ်နော် BA ရေးချင်တဲ့အခါမှာလည်း B ရဲ့နောက်မှာ full stop ချမယ် A ရဲ့နောက်မှာ full stop ချမယ် BSc ရေးတဲ့အခါမှာလည်း B ရဲ့နောက်မှာ full stop ချမယ် SC ရဲ့နောက်မှာ full stop ချမယ် LLB ရေးတဲ့အခါမှာကျတော့ N နှလုံးမှာရှေ့ကြားထဲမှာနှလုံးကြားထဲမှာ full stop မပါဘူးနော်အဲ့တော့ ဆိုတာက laws ကိုပြောတာ LAWS laws နော် laws ကိုအများကိန်းကိုနော်ကိုစားပြုတဲ့သဘောဖြစ်တယ်နော် Okay I am a LLB degree holder အဲ့ဒါကဘာတန်းဒီဝါကြကိုဖတ်ရင်ဒါဘာတန်းနဲ့ရေးထားတာလဲ simple present Simple tense present tense နော်ဟုတ်ပြီနောက်တစ်ခုပြောတယ်အမြဲမှန်ကန်တဲ့ကိစ္စတဲ့အမြဲမှန်ကန်တဲ့ကိစ္စတဲ့အဲ့ဒါဆိုရင်ဘယ်လိုပြောမလဲအမြဲမှန်ကန်တဲ့ကိစ္စဆိုတော့ကဘာဂျိုဟာနော်ဂျိုကြီးကိုလုံးနဲ့တစ်လုံးဖြစ်တယ်အဲ့ဒီဝါကြပြောမယ် art Art is one of the one of the ဘာတဲ့ဂျူစီ one of the planet one of the planets in universe one of the planets in universe universe in our solar system ဟုတ်လား yeah Art is one of
the planet in our solar system Earth ကိုရေးတဲ့အခါမှာ EAD ဆိုတဲ့စကားလုံးတစ်လုံးပဲရေးမှာလားရှေ့က there ထည့်ရအောင်မလားမထည့်ရအောင်စဉ်းစားကြည့်ပါဦး Tam. အေးအဲ့တော့ဆရာတို့ငယ်ငယ်တဲ့အဲ့ဒီပြဿနာခဏခဏတွေ့နောင်တစ်လုံးကိုရေးရင် there ထည့်ရမလားမထည့်ရဘူးလား A ထည့်ရမလားမထည့်ရဘူးလားထည့်ရမလားမထည့်ရဘူးလားဆိုတာအမြဲတမ်းစဉ်းစားဒါရေးဘူးတဲ့ essay ရေးဘူးတဲ့သူမှဒီအခက်အခဲကြုံဘူးမှာပါဘာမှမရေးဘူးတဲ့သူကမကြုံဘူးအဲ့တော့ဘာပေါ်မှာအခြေခံစဉ်းစားရလဲဆိုတော့နောင်တစ်လုံးကိုကြည့်လိုက်သူဒီမဖြစ်မနေ there သုံးရမယ့်နောင်လားအဲ့ဆိုရင် there ရှေ့ there ထည့်မယ်ဟုတ်တယ်လားတိကျရင် there သုံးမယ် there သုံးရတဲ့နေရာဘယ်တစ်နေရာရှိ 6 နေ အေး ဟုတ်နေရ ခုနှစ်နေရာ8နေရာလောက်ရှိတယ်နော်8နေရာလောက်ရှိတယ်တိကျတဲ့နောင်ကိုဖော်ပြတဲ့အခါမှာဒီရှိတဲ့3ပါနော်နောက်တစ်ခုကကျတော့ကဘာမှာတစ်ခုတည်းရှိတဲ့နောင်တွေရဲ့ရှိမှာဒီရှိတဲ့3ပါ the sun the moon the earth နော်ကတ္တရနေရာတစ်ခုပြောမယ်မြစ်ချောင်းအင်းအပင်လယ်သမုဒ္ဒရာများရဲ့ရှိမှာတဲ့ပါ the Pacific Ocean the Aegean the Talwin the Sit-down နော်နောက်4နေရာမြောက်ကိုပြောပါမယ် ordinal number ရဲ့ရှိမှာတဲ့3ပါ ordinal number ဆိုတာကြိမ်မြောက်ကိန်းတွေကိုပြောတာဖြစ်တယ် the first prize the second time the third convocation အဲ့လိုမျိုးပေါ့ first second third fourth fifth ဒီစကားလုံးတွေသုံးတဲ့အခါတိုင်းမှာရှိမှတည်းရှိ the ထည့်သုံးပါနံပါတ်5နေရာပြောမယ် degree 3ရဲ့ရှိမှတဲ့သုံးပါနော် the biggest ocean not the largest ocean the highest mountain the most famous painter အဲ့လိုမျိုးပေါ့ degree 3တွေသုံးတဲ့အခါမှာရှိမှ there ထုတ်ထည့်သုံးပါနော်နံပါတ်6နေရာအများကိန်းကိုဖော်ပြတဲ့အခါမှာ adjective ရဲ့ရှိမှ there ထည့်သုံးလို့ရပါတယ် the poor ဆင်းရဲသားများ the rich ဆင်းရဲသားများနော် the old နော်တက်ကြီးရွယ်ဦးများ the blind မျက်မမြင်များ မျက်မမြင်များ အဲ့ဒီလိုမျိုးအဓိပ္ပာယ် the deaf နှထိုင်းများပေါ့နော်ဒီလိုမျိုးအဓိပ္ပာယ်နဲ့သုံးတဲ့အခါမှာ there ထည့်သုံးပါအဲ့နောက်တစ်နေရာကကျတော့parallel structure လို့ခေါ်တဲ့ဟာအဲ့ဒါကကြလဲစောစောပုံစံနဲ့တူပါတယ် adjective ကိုသူက degree 2နဲ့သုံးတယ် the more you eat the fatter you are ပေါ့နော်မင်းများများစားလေးဝါလေးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတဲ့အခါမှာ the plus degree 2ကိုသုံးတယ်အဲ့ဒီပတ်တန်သက်ရှိတယ်နော်ခုဘယ်နေရာရှိသွားပြီနော်နောက်တစ်နေရာကတော့သတင်းစာကြားနဲ့များကိုဖော်ပြတဲ့အခါမှာသူတို့ဒီနာမည်ရဲ့ရှေ့မှာတင်ထည့်သုံးပါ the Myra ဂျင်းမွန်သတင်းစာ the New Light of Myanmar နော်မြန်မာအလင်းသတင်းစာ the Global New Light of Myanmar အဲ့ဂျာနယ်သတင်းစာတွေဖော်ပြတဲ့အခါမှာဒီရှိတဲ့ထည့်သုံးပါနော်အဲ့ဘယ်နေရာလဲ8နေရာပါဆရာ ဟုတ်တယ် the earth is one of the planet in our solar system SYSTN system ဒါအမြဲတမ်းမှန်ကန်တဲ့ကိစ္စပေါ့ကွယ်နောက်တစ်ခုကအလေးထားကိုဖော်ပြတဲ့အခါမှာအဲ့တော့တစ်ခါတလေမှာဒီ B နဲ့ကတော့လေးထားကိုဖော်ပြလို့ရတာမျိုးရှိလောက်မလားခါတလေမှာအလေးထားကိုဖော်ပြလို့မရတဲ့ကိစ္စမျိုးတွေတော့ B မှာရှိကောင်းရှိနိုင်ပါတယ်နော်အဲ့တော့အဲ့ဒီကောင်ကိုတော့ blank ချန်ထားခဲ့ရမယ်နောက်တစ်ခုကအတိတ်ကာလအဖြစ်အပျက်ကိုဖော်ပြတဲ့အခါမှာအဲ့တော့ခုနကဟာပေါ့ကျမအဖေဒီရဲရရှိတူဖြစ်ခဲ့သည်လွန်ခဲ့သော3နှစ်ကရဲရရှိတူဖြစ်ခဲ့သည်ဘယ်လိုရေးမလဲ My father was a police officer. My father was a Police officer My 3 years ago. father was a police Officer 3 years ago.ဟုတ်တယ် advising officer 3 years ago လွန်ခဲ့သော3နှစ်ကလွန်ခဲ့သော3နှစ်ကကိုပြောတတ်ပြီလားပြောတတ်သွားပြီနော် ဟုတ်ပြတ်ပါပြီ အေးဟုတ်တယ်ပြောတတ်သွားပြီ last ဒီပါမထဲတော့နဲ့နော် ဟုတ်ဟုတ်ပြီအဲ့တော့ဒီတစ်ခုကတော့
အလေးထားကိုဖော်ပြဖို့ရဖြစ်တယ်ဆိုတဲ့ဟာနဲ့အလေးထားကိုဖော်ပြဖို့ရခက်တယ်။ဒါကြောင့်မို့လို့ဆရာဒီကောင် blank ချန်ထားခဲ့မယ်။နောက်တစ်ခုကအတိတ်ကနေစလုပ်တဲ့လို့တစ်ခုလက်ရှိချိန်ထိမဖြစ်တဲ့မပြီးသေးတဲ့ကိစ္စမျိုးတဲ့။နောက်ငါဟာမျိုးပေါ့။ကျမရဲ့အမဒီတရားသူကြီးဖြစ်တာဘယ်လောက်ရှိပြီ 3 လရှိပြီ My sister has been a judge for 3 months 3လရှိပြီဆိုတော့3 months ပေါ့ 3 months 3လရှိပြီပေါ့ဟုတ်ပြီတော့တခုခုကိုစားဘူးတဲ့လှုပ်ဘူးတဲ့သွားဘူးတဲ့ဆိုတဲ့အိဗယ်မျိုးနဲ့ပြောတဲ့ခါမှာတဲ့အဲ့တော့ကျမပကံကိုရောက်ဘူးတဲ့ပကံမှာနေဘူးတဲ့ဒီလိုအိဗယ်မျိုးပြောတဲ့ခါမှာပကံမှာနေဘူးတဲ့ I ကျမစင် have ကာပူမှာ stayed နေဘူးတဲ့ကျမစင်ကာပူမှာနေဘူးပါတယ်ဗျာဒီလိုပြောတဲ့ခါမှာဘယ်လိုပြောမလဲ I have still in Singapore I have ခုတော့ B နဲ့ပြောလိုက်အောင်ပဲနော်ခုတော့ I have been I have been Being in in Singapore in Singapore Singapore နော် Singapore မှာ Singapore ရှိခဲ့ဘူးတယ်တိုင်းရိုက်ပြန်တော့ရှိခဲ့ဘူးတယ်ပေါ့ဒါပေမဲ့ဟိုချောမိုးအောင်ပြန်တဲ့ခါမှာငါစင်ကာပူမှာနေခဲ့ဘူးတယ်ဒီမှာလည်းပဲ have been in Singapore နဲ့ to Singapore နဲ့ကွာ I have been to Singapore ဆိုရင်ဘယ်လိုထွက်မလဲ ငါစင်ကာပူရောက်ဖူးတယ် ဟုတ်တယ် exactly in နဲ့သုံးတဲ့ခါမှာစင်ကာပူမှာနေဘူးတော့ပြောတာဖြစ်တယ်နော်၄လနေတာရဖြစ်ပြီးမှ9လရဖြစ်မြတ်တော့တကယ်သွားနေဘူးတာပေါ့ဟိုကကျတော့ I have been to Singapore လို့ပြောခြင်းဒီစင်ကာပူအလယ်ခရီးနဲ့ရောက်ခဲ့ဘူးတာမျိုးဆိုလိုချင်တာဖြစ်ပါတယ်နော်အင်္ဂလိပ်စာမှာအဲ့ဒီလောက်တိမ်မှုရတယ်ကွယ် in နဲ့ to လေးနှလုံးထဲကလွဲချော်သွားတာအဓိပ္ပာယ်ဒီဘာဖြစ်သွားတာလဲမတူဘူး အေးဘယ်လောက်မြန်စိတ်ဝင်စားစရာကောင်းလဲဆိုတာကိုအင်္ဂလိပ်စာနော်အဲ့တော့ဒါတွေကဆရာတို့ကနည်းနည်းစုလာပြီးတော့ခေါင်းထဲမှာအများကြီး grammar knowledge တွေအများကြီးရသွားတဲ့အခါမှာဟိုးနော်တရားသူကြီး judge ဖြေမဲ့ GO ဖြေမဲ့သူတွေ LO ဖြေမဲ့သူတွေဝင်ဆောင်ဝဲဖြေမဲ့သူတွေအင်္ဂလိပ်စာမေးခွန်းအေးစစ်စစ်ပေါ့မနက်ဖြန်အင်္ဂလိပ်စာဖြေမဲ့ဒီနေ့ညအိတ်နေလိုက်ဝအောင်လားဘာမှကြက်မနေနဲ့ဘာလုပ်ခဲ့ရင်လဲအခုလိုမျိုးအင်္ဂလိပ်စာကိုတည်တည်ချာချာ sustainable land လောက်ခဲ့လို့မယ်ဆိုလို့ချင်းနော်တပြည့်စာနဲ့မတူတာကအင်္ဂလိပ်စာကတစ်ချိန်လောက်ပြီးသွားရင်ပြီးပြီတစ်ချိန်လောက်ပြီးသွားရင်ဘဝတစ်သက်စာလုံးခိုင်မာသွားတာကျန်တဲ့အတန်းတွေလိုမျိုးနော်ဥပဒေတွေလိုမျိုးကြက်နေရတာမှမဟုတ်တာနော်ကဲဟုတ်ပါပြီအခုလေးတင်ပြီးသွားတဲ့ကိစ္စမျိုးကတော့ B နဲ့သုံးဖို့အဆင်မပြေဘူးဒီကောင်အဲ့တော့ဒီကောင်ကိုဥပမာမပေးတော့ပါဒီကောင်ကို blank ထားခဲ့မယ်နောက်တစ်ခုကကျတော့အနာဂတ်မှာဖြစ်မဲ့ကိစ္စမျိုးဆိုငါအမကမကြခင်မှာဥပဒေရရှိတူဖြစ်လိမ့်မယ်ဆိုရင်ဘယ်လိုပြောမလဲ My sister My sister My will sister will be My sister will be will be a legal law will be officer a law law officer officer မကြခင်ဆိုတော့ soon ပေါ့ some ဒါက future ကိုပေါ်ပြတဲ့အခါမှာအဲ့တော့ဒီနေ့ညမှာတော့ဆရာတို့အင်္ဂလိပ်စာမှာတကယ်အခြေခံလှေကားတစ်4တစ်ပေါ့နော်လှေကားတစ်ကလေး4တစ်ကိုတော့ဆရာတို့တက်ခဲ့တယ်ဒီလှေကားတစ်4ကလေးကတော့ဆရာတော့ရားစီခြင်းတယ်နော်ခုဆရာဗီဒီယို recording လုပ်ထားတယ်အဲ့ဒီ recording ကို